ငါကြောင့်ဘဇူမစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘဇူမခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘဇူမနားထဲမှာပင်ပန်းဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘဇူမမဆင်းရဲပါစေနဲ့နော်ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုယ်လိုကန့်လန့်သူများရဲ့နားထဲမှာကိုယ်လိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားသေးတာမျိုးဆင်းရဲသွားသေးတာမျိုးဘယ်သောခါကာလမှာမဖြစ်ပါစေနဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကိစ္စမိုက်မြငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကိုယ်ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိဘူးစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ပတ်ဝန်းကျင်ကိုအင်မတန်ကြည့်တတ္တလောကကြီးကိုအင်မတန်ကြည့်နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘယ်သူကမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေချင်ဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားစေချင်တယ်နော်အဲ့တော့ထို့ကြပါစို့ကိုမျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကိုရက်ွက်တစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကိုယ်အိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မဆင်းရဲပါစေနည်းနည်းကလေးနော်အဲ့လိုလေးစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါးချောင်းတော့မဆင်းရဲကြပါစေနဲ့နော်အဲ့ဒီလိုဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုရင်ဘာကြောင့်အဲ့ဒါလိုဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတခါကြီးမိုက်ပြအဲ့ဒီလူလောဘတွေသိကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲဘာဖြစ်တော့ဒေါသဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တော့အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ပြောင်းပြန်လှန်တော့ကိုမဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မတော့ဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေချင်ဘူးတတ္တဝါတွေကိုမဆင်းရဲစေခြင်းဘူးဆိုရင်ကိုယ်မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးအကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော်မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကနိပတ်အင်္ဂုတ္ထုမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတော့ဆိုတော့ဒုဋ္ဌောခောဗျမနအဋ္ဌဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိမကျင်တဲ့ခြင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်ဆွဲလန်းခြင်းဆိုတဲ့ຢာကတွေဖြစ်လာမယ်တွေးဝေမိုက်မဲခြင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစေတိတိကိုပူအောင်လုပ်တော့တာပဲသဘောပေါက်တယ်နော်ပြီးတော့ကိုစဉ်းစားနော်တခါကြီးမိုက်မြဒါလေးကစိတ်ဝင်စားတဲ့အကောင်းတာဒါနဲ့စိတ်ဝင်စားတဲ့အကောင်းတာကိုယ်တန်တန်မှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါရာယပိစေတိတိသူများကိုပူအောင်လုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရဲ့လားနော်တခါကြီးမမြတချို့လောဘဒေါသဖြစ်ရင်ဟေးကိုဖြစ်ရင်ကိုပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကိုယ်တန်တန်မှာလောဘဒေါသဖြစ်ရင်ကိုယ်ရင်ပူတယ်လို့ပြောသလားမဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြက်ပြက်နားလည်စေချင်တာဦးဇင်းတို့ကဟုတ်လားအဲ့တော့ကိုယ်တန်တန်မှာလောဘဒေါသမောဟဖြစ်လာရင်ကိုယ်ဆင်းရဲပင်ပန်းတယ်လို့ကိုယ်ပူလောင်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်နီးစပ်ရာကိုလည်းဘာဖြစ်သွားတော့ပူလောင်သွားစေတယ်ပင်ပန်းသွားစေဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားလဲဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်တအိမ်မှာတယောက်ကအကုသို့အကြီးကျယ်ဖြစ်ပြီးစိတ်တွေညစ်နေပြီဆိုရင်ကြံတဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကြံတဲ့လူတွေမကောင်းဖို့အလားအလာတွေအများကြီးရှိဘုရားကတော့ဒီမှာအတိအလင်းပြောထားတာနော်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုပူလောင်စေတယ်သူတစ်ပါးကိုပူလောင်စေတယ်ဟုတ်တယ်သူတစ်ပါးကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လုပ်တယ်တချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလိုဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလည်းအင်မတန်နားလည်စေချင်ပါလေနော်ကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်နက်တည်းသူများကိုနှိပ်စက်ပြီးသားဖြစ်သွားတယ်အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီတိုင်းပဲအဲ့ဒီလူသူတာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာကိုလည်းပဲကိုတာဝန်ကိုကိုယ့်ကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးစပ်ရသည်ဘာဖြစ်သွားတော့
ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုကောင်းအောင်နေရတာအင်မတန်ကောင်းတယ်ပထမကိုယ်လည်းပဲငြိမ်းချမ်းတယ်နောက်ကိုယ့်ကိုမြင်ရတဲ့လူတွေလည်းငြိမ်းချမ်းတယ်ကိုယ်အတန်ကြားရတဲ့လူချမ်းသာတယ်ကိုယ့်ကိုမြင်ရတဲ့အမူအရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကပြောင်းပြန်ပြန်ပြီးတော့လောဘဒေါသမောဟချုပ်ငြိမ်းစွာနေရတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစေတယ်တဲ့သူတစ်ပါးကိုလည်းအေးချမ်းစေတယ်